ဆင်မြန်တို့ဖလားရတာကိုသတင်းဖုံးဖို့စ조사နေကြတဲ့ဂိမ်းမှုများအားလုံးမင်္ဂလာပါ Daily Tip Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Arsenal တင်ကတော့နှစ်ပေါင်း22နှစ်ကြာအပြီးမှာ Premier League Champion အဖြစ်ဖလားကင်မြောက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ Arsenal တို့ခုလို Champion ဖြစ်လာတာကို19သင်းပရိသတ်ကမရှုစိတ်ဖြစ်နေမယ်ဆိုတာလည်းမြေကြီးလက်ခံမလွယ်ပါဘူး။တစ်ချိန်ကတော့ Manchester United နဲ့ Arsenal ဆိုတာဖလားလူဘက်ပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။မချောက်တန်းမှာရုံးခံကြပြန်တော့လည်းအတူတူဖြစ်ခဲ့ကြပြီမယ်။အခုနောက်ပိုင်းမှာ Arsenal က Champion လောက်ဖြစ်နေတဲ့အချိန်လက်က Champion လေးဝင်ခွင့်ရရင်တော့ဂိုးယူမဆုံးဖြစ်နေရတဲ့ကာလကိုရောက်ရှိသွားပါတယ်။ဒီတော့ Arsenal တို့အခုလိုဖလားကင်မြောက်ပြီးတော့အောင်ဝဲခံတဲ့အခါ TNE တွေမခံမရနိုင်အောင်ပူလောင်နေကြမှလည်းသိကြပါပဲ။ကံကောင်းချင်တော်ညတက်ကို Bruno Fernandes ကသတင်းဖုံးစရာတစ်ခုပေးခဲ့ပါတယ်။ဒီတစ်ပတ်မှာ Fernandes က Brighton ကို3-0နဲ့နိုင်ရရှိအောင်တကိုးသွင်းတကိုးဖန်တီးပေးနေတမိုင်းတစ်ခုကိုစိုက်ထူလိုက်ပါတယ်။ Bruno က Premier League ရဲ့တရားသည်ဖန်တီးမှုအများဆုံးစားသမားဖြစ်21ကြိမ်နဲ့တမိုင်းတစ်ခုကိုရေးသားခဲ့ပြီးတော့ဒါကိုအကောင်းဆုံးမှတ်တမ်းဖြစ်မတမာသူတွေနဲ့ United ပရိသတ်တွေကအောင်မွေးခံမှုစ조사နေကြပါတယ်။စေမကောင်းစရာတစ်ခုက United ပရိသတ်တွေသတင်းဖုံးပေမဲ့ Arsenal ဖလားကင်မြောက်တဲ့အခမ်းအနားကိုပရိသတ်9.8 တန်းအထိစောင့်ကြည့်ခဲ့ကြပြီးတော့မနစ်ကတည်းကကြီးရှုနှုံနှစ်ဆဖြစ်ခဲ့ပြီးတော့စောင့်ကြည့်အားပေးမှုအများဆုံး live အဖြစ်တမိုင်းသစ်ရေးနိုင်ခဲ့ပါတယ်။ Arsenal ကမေ30မှာနောက်ထပ်အဓိကဖလားပွဲအနေနဲ့ PSG တင်ကို Champions League Final မှာရင်ဆိုင်ရဖို့ရှိနေပါတယ်။ဒါပြီးတော့နောက်တစ်ရက်မေ31မှာလန်ဒန်မြို့တွင်အမိုးဖွင့်ကားနဲ့လှည့်လည်အောင်ပွဲခံမယ်လို့သိရပါတယ်။ Man United ပရိသတ်တွေကတော့ Bruno ရဲ့ဖန်တီးမှုစံချိန်အတွက်ဘယ်လိုအောင်ပွဲခံသွားမလဲဆိုတာမသိရသေးပါဘူး။ဂိမ်းမှုတွေသတင်းဖုံးတာအောင်မြင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။